Hello အားလုံးပဲမင်္ဂလာပါ2026မှာမီးဖို့ကြောင်ထဲမှာတစ်နှစ်ပတ်လုံးကစားဖို့အတွက်မှာထားတဲ့ကစားစရာပစ္စည်းတွေရောက်လာပါပြီဆိုတော့ဒီနေ့ unboxing လုပ်ပါမယ်ရောက်နေတာကတော့ကြာပြီ Christmas မတိုင်ခင်ကတည်းကမအားသေးလို့မဖောက်ကြည့်တာအခု boxing လေးမှာပဲစုပြီးတော့မှဖောက်လိုက်ပါမယ်ဒီပစ္စည်းတွေအားလုံးကတော့ကိုယ့်ရဲ့အောင်မြင်မှုအတွက်ပေါ့နော်နှစ်ကုံလို့ဝယ်ပြီးတော့မှကိုယ့်ကိုစုချထားတာပေါ့ဘာတွေလဲဆိုတာကြည့်လိုက်ရအောင်ပထမဦးဆုံးပြသမဲ့ပစ္စည်းလေးကတော့ granite နဲ့လုပ်ထားတဲ့ငရုတ်စုံပဲဖြစ်ပါတယ် Scotland ရောက်ပြီးတအိုးတအိမ်ထူထောင်ပြီးကမှဘဝမှာပထမဦးဆုံးဝယ်ဘူးတဲ့ငရုတ်စုံပဲဖြစ်ပါတယ်စင်ကာပူမှာတော့ကလည်းဘယ်သူတွေယူလာမှမသိတဲ့ငရုတ်စုံတွေကိုပဲသုံးခဲ့ဘူးတာပါငယ်စဉ်တုန်းကလည်းမိဘအိမ်မှာမိဘပိုင်ငရုတ်စုံကိုပဲသုံးခဲ့ဘူးပါတယ်အခုဆိုရင်ဒေါ်နေကြီးအသက်40ကျော်ကမှတအိုးတအိမ်ထူထောင်ပြီးကိုယ်ပိုင်ငရုတ်စုံတွေဘာတွေပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်ဒီငရုတ်စုံကိုတရုတ်ပြည်ကတင်သွင်းပြီး73ပေါင်ပေးရပါတယ်ဒီကတရုတ်ဆိုင်တွေမှာတော့ဝယ်မယ်ဆိုရင်တော့23ပေါင်ပေးရမှာမို့လို့အရန်ကိုတန်သွားပါပြီယခုပြသမဲ့ပစ္စည်းလေးကတော့ရက်ကွက်ပတ်ပြီးရှာထားရတဲ့မုံလေးများကျော်အိုးလေးပဲဖြစ်ပါတယ်ဓာတ်တိုင်းအိုင်ယွန်နဲ့လှုပ်ထားတဲ့အတွက်အရန်ကိုလေးပြီးတန်နှံ့လဲနည်းနည်းနန်းနေပါတယ်ဘလို့ပဲပြောဒေါ်နေကြီးကတော့မုံလေးများကျော်စားရတော့မှမို့လို့အရန်ကိုပျော်ရွှင်နေမိပါတယ်ကဲဒါလေးကတော့မုံလေးများကြော်ရင်သုံးမဲ့စီသုံးမဲ့စုပ်တန်လေးကိုပါတခါတည်းဝယ်ထားခဲ့ပါတယ်တန်ထန်နဲ့အရန်နန်နေတာကိုသတိထားမိပြီးမကြော်ခင် seasoning ကတော့လုပ်ပေးရမှာပဲဖြစ်ပါတယ်နောက်ထပ်ဝယ်ထားတဲ့ကစားစရာတစ်ခုကတော့တံမြာဒီတွေရှောက်ဒီတွေကိုထည့်ပြီးညစ်ရတဲ့ညစ်စကားလေးပဲဖြစ်ပါတယ်ဒီစကားလေးနဲ့ခောက်ဆွဲလှုပ်တန်းတို့အာလူးပြုံးညစ်တန်းတို့လည်းကစားလို့ရပါတယ်နောက်ဝယ်ထားတဲ့ကစားစရာတစ်ခုကတော့တံမြာဒီတို့တခြားအသီးတွေကိုညစ်ပြီးတော့မှကစားရတဲ့ခွက်ကလေးပဲဖြစ်ပါတယ်ခွက်လေးမှာ scale လေးတွေရေးထားတဲ့အတွက်ကြောင့်မို့လို့ဘယ်လောက်မီလီလီတာရရှိလဲဆိုတာလည်းသိရှိနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီခွက်ကလေးကမုံဖုတ်တန်းကစားတဲ့အချိန်မှာလည်းအသုံးဝင်မယ်လို့မျှော်လင့်မိပါတယ်နောက်ထပ်ကစားစရာကတော့ပိတ်ပါးစလေးတွေပဲဖြစ်ပါတယ်ဒီပိတ်ပါးစလေးနဲ့ဆိုလို့ရှိရင်ပဲပြုတ်အညောင်ဖောက်တန်းတို့မုံနစ်ရီလေးတွေကိုဒီပိတ်စတွေကိုထည့်ပြီးညစ်ချတန်းတို့ကစားလို့ရမှာပဲဖြစ်ပါတယ်ဟင်းပေါင်းလို့ရှိရင် filter အဖြစ်သုံးလို့လည်းရမှာပါကဲနောက်ထပ်ကစားစရာ box ကတော့ဒေါ်နေကြီးအလှပြင်တန်းကစားဖို့အတွက်မှာထားတဲ့ cosmetic တွေပဲဖြစ်ပါတယ်ဒါကတော့ local boots ကနေမှာထားတာပါဒီမှာ eyelash တွေကအရန်ဈေးကြီးပါတယ်အဲ့ဒီတစ်ခုကို6ပေါင်ပေးရပါတယ်ဒေါ်နေကြီးအချောက်စိတ်ပေါက်တဲ့အချိန်ကျရင်စိုးဖို့လက်သေးနီတွေကိုလည်းမှာထားခဲ့ပါတယ်နောက်တစ်ခုကတော့ clinic ကနှခမ်းနီပါအယောင်ကတော့ nude ဆိုတော့တဘာဝအတိုင်းလေးပဲစိုးလိုက်ရင်အီလေးနဲ့အရန်ကိုကြိုက်နေတတ်ပါတယ်အခုနောက်ပိုင်းမှာတဘာဝအတိုင်းလေးပဲလှနေတယ်လို့အထင်ခံရအောင်တဘာဝအယောင်လေးတွေပဲဝယ်ဖြစ်ပါတယ်နောက်တစ်ခုကအပြာရောင် eyeliner လေးရဲ့မျက်ခုံးမွေးဆွဲတန်းရင်သူများတွေအမြင်မှာ make up ပါလေးနဲ့တဘာဝအတိုင်းလှနေတယ်ဆိုပေသည်အဲ့လို look လေးရဖို့3နာရီလောက်ကြာအောင်ပြင်ထားရတာဘယ်သူမှမသိပါဘူးဒါကတော့ဒေါ်နေကြီးရဲ့ make up ပြင်တန်းကစားတဲ့ show ဝက်ချက်ပဲဖြစ်ပါတယ်ဒါကတော့ဒေါ်နေကြီးရဲ့ favorite Chloe Audi ပဲဖြစ်ပါတယ်ကဲနောက်တစ်ခုကတော့ Fenty Beauty ရမျက်နှာချေကဲနောက် sensitive skin သမားတွေအတွက်ရေချိုးဆက်ပြပါတခါတည်းမှာထားလိုက်တယ်နောက်တစ်ခုကခါမှာဗီဒီယိုရိုက်လို့ရှိရင်3ရအောင် magnetic phone holder လေးကဲဒါကတော့လုံးဝတငယ်ပြန်ပြီးဝယ်ထားတဲ့ဖက်နှက်လေးပဲဖြစ်ပါတယ်ကိုရီးယားကြည့်လိုက်ရင်ယောက်ျားပီတာတော့ရုပ်ရည်နဲ့ကြားကြားလျားလျားကြီးဆိုပေသည်ကြိုက်ပြီးဆိုအဲ့လိုတန်ကနာမစင်သေးတဲ့အရွယ်ကောင်မလေးတွေကြိုက်တဲ့ cute လေးတွေပဲကြိုက်တာဒါသမီးမရှိတော့အဲ့လိုပဲကိုသမီးလေးလိုပဲသဘောထားပြီးအဖေလဲကိုအမေလဲကိုပေါ့ကိုသမီးလေးကိုဖက်နှက်ဝယ်စင်တယ်လို့သဘောထားပြီးအဲ့လိုခွေးဖက်နှက်လေးဝယ်ခဲ့တယ်ပေါ့နော်ဖက်နှက်လေးကအရန်ကိုခိုစီဖြစ်ပြီးနွေးနွေးလေးမို့သမီးအရန်ကြိုက်ပါတယ်ရှင့်ကဲနောက်ဆုံး package ကလေးကိုဖောက်ပါမယ်ကဲပထမဦးဆုံးထွက်လာတာကတော့ကျမတို့လို40ကျော်အမျိုးသမီးတွေမိဝဲသုံးဆွဲတဲ့အမျိုးသမီးအားတိုးဈေးပဲဖြစ်ပါတယ်ရှားအားတိုးဈေးလိုမျိုးမအားတိုးဈေးလို့မထင်လိုက်ပါနဲ့ဦးလန်းချောင်းရှင်းအသားရည်ကိုလစေပြီးကိုခံအားကိုမြင့်တင်ပေးတဲ့မအားတိုးဈေးပဲဖြစ်ပါတယ်ကဲဒါကတော့နောက်ဆုံးကစားစရာပေါ့နော်ဒေါ်နေကြီး vlog ရိုက်တန်းကစားဖို့အတွက်ဒေါ်နေကြီးအရက်ထက်ကိုရှည်တဲ့ tripod ဒါလေးကိုတော့တော်တော်သဘောကျတယ်ခါတိုင်းလို clip တိုက်မဟုတ်ဘဲနဲ့ magnetic နဲ့ဆိုတော့ဖုန်းလေးကိုသွားကတ်ထားလိုက်ရုံပဲပြီးရင် तू ကအရက်ထက်တောင်ရှည်တာမို့လို့ကြိုက်တဲ့ angle ကနေယူရိုက်လို့ရတယ်ပေါ့နော်ဆိုတော့ဒါတွေအားလုံးက2026ထဲမှာဒေါ်နေကြီးမီးဖို့ကြောင့်မှာကစားမဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ကျမရဲ့ unboxing video လေးကိုအဆုံးထိကြည့်ရှုပေးတဲ့မိတ်ဆွေများကိုကျေးဇူးအများကြီးတင်ပါတယ်နော်တတ်တာ